သာသနာတော်နှစ်2580ကောဇာတက္ကရာ1389ခုနှစ်ပရမဝါဆိုလပြည့်ကျော်8ရက်9ရက်9လ2026မန္တလေးမြို့ဦးဝင်းမြင့်ဒေါခင်အေဝင်းညီမဖြစ်သူဒေါခင်တန်းထေးရွှေမြင့်ကလေးပဲခွဲဆက်မိသားတစုတို့ဓမ္မဒါနပြုသဖြင့်ဟောကြားအပ်သောအရှင်သာရိပုတ္တရာဤဘဝနှင့်ဓမ္မအပိုင်း69တရားတော်အရှင်သာရိပုတ္တရာဤဘဝနှင့်ဓမ္မအပိုင်း69မှာဦးဇင်းတို့တွေဘာကိုဟောနာကြီးညိုကြမလဲဆိုတော့အရှင်သာရိပုတ္တရာရဲ့စိတ်နေသဘောထားကိုဦးဇင်းတို့တွေဟောနာကြီးညိုကြပါမယ်အရှင်သာရိပုတ္တရာအရှင်သူမြတ်ကြီးဟာသူကိုယ်တိုင်ကသီလရှိသလိုအခြားလူတွေကိုလည်းသီလရှိစေခြင်းတယ်သူကိုယ်တိုင်ကသီလကိုမြတ်နိုးသလိုအခြားလူတွေကိုလည်းပဲသီလကိုမြတ်နိုးစေခြင်းတယ်သူကိုယ်တိုင်ကသီလရှိ၍ချမ်းသာသလိုအခြားလူတွေကိုလည်းချမ်းသာစေလိုတယ်တဲ့ဒါရှင်သာရိပုတ္တရာရဲ့စိတ်နေသဘောထားအဲ့ဒါကြောင့်ရှင်သာရိပုတ္တရာရှင်သူမြတ်ကြီးကသူ့ထံရောက်လာတဲ့တရားဓမ္မတိုင်းဘလို့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်သူကသီလပေးတဲ့အောက်တည်ဆုံးအပြင်မုတ်ဆိုးလုပ်ငန်းနဲ့အသက်မွေးရတဲ့လူရောက်လာလားရေလုပ်ငန်းနဲ့အသက်မွေးရတဲ့လူပဲရောက်လာလားသူကဘာလို့တော့မေးသီလကတော့ပေးလိုက်တာပဲသီလကတော့ပေးလိုက်တာပဲအဲ့တော့ဘာဖြစ်ကြတော့မေးလိုက်တော့တဲ့တရားဓမ္မတွေကအရှင်သာရိပုတ္တရာရဲ့ရှေ့မောက်ကြောက်လို့မလျှောက်ဝုံလို့သီလယူခဲ့ရတော့လည်းပဲကိုယ်နေရာကိုပြန်ရောက်တဲ့အခါဥမတောက်မှသီလစောင့်မယ်ဆိုတဲ့အတိုင်းသီလစောင့်ကြတယ်ဆိုတဲ့အတိုင်းဟာကိုယ့်ရဲ့လုံမြဲအလုပ်တွေပြန်လုပ်ပြီးတော့နေကြဆိုလိုတာကတော့ရှင်သာရိပုတ္တရာရဲ့ရှေ့မောက်မှာသီလကိုစောင့်ရှောက်ပြီးရှင်သာရိပုတ္တရာကွယ်ရကြသီလကိုမထိန်နိုင်ကြဘူးပေါ့မုတ်ဆိုးကလည်းပဲသူ့ရဲ့အလုပ်သူပြန်လုပ်တော်တဲ့ထွက်ဟာနောက်တခါရေလုံငန်းသမားကလည်းရေထဲသွားသူ့အလုပ်သူပြန်လုပ်ဒါတွေကိုတွေ့မြင်ရတဲ့ရှင်သာရိပုတ္တရာဟာဓမ္မသံဝေကတွေရပြီးတော့သူ့တပည့်တစ်ပါးကိုပြောတယ်ကြည်စမ်းငါရှိမှသီလခံယူသွားပြီးငါကွယ်ရကြသီလမထိန်ကြဘူးဒီလူတွေကြည်စမ်းလို့ပြောတော့တပည့်ဖြစ်သူကအရှင်ဘုရားရဲ့ရှေ့မောက်တို့တွေကြောက်လို့ရှင်ဘုရားရဲ့သီလကိုတမာရီကိုပညာကိုကြီးမားလွန်းလို့မလျှောက်ဝန်းလို့သာငြိမ်နေကြတာသီလတော့တကယ်သူတို့မလိုချင်ကြလို့ပေါ့ဗျာအဲ့ဒါကြောင့်ရှင်ဘုရားတဲ့နောက်မှာသီလလိုချင်တဲ့ပုဂ္ဂိုလ်သာပေးပြီးတော့မလိုချင်တဲ့ပုဂ္ဂိုလ်တွေသီလမပေးတာအကောင်းဆုံးပါဘုရားလို့တပည့်တော်ကဒီလိုလျှောက်တယ်အဲ့ဒီအခါမှာဘာဖြစ်တော့မေးလိုက်တော့ဒီသတင်းစကားမြတ်စွာဘုရားကြားသွားတဲ့အခါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကချက်သားတို့ရှေးတုန်းကတက္ကသိုလ်ကြီးတစ်ခုမှာပါမောက္ခချုပ်ကြီးတယောက်ကသူ့ထံရောက်လာတဲ့ကျောင်းသားမိဘတွေကျောင်းသားရဲ့အဖေပဲဖြစ်ဖြစ်ကျောင်းသားအမေပဲဖြစ်ဖြစ်ကျောင်းသားရဲ့ဆွေမျိုးသားချင်းတွေပဲဖြစ်ဖြစ်တက္ကသိုလ်ဆရာကြီးကသူ့ထံမှရောက်ပြီးတော့သူကလည်းသီလတွေပေးသီလတွေစောင့်ရှောက်ခိုင်းတယ်အဲ့တော့ကျောင်းသားမိဘတွေကကျောင်းသားတွေနဲ့လာတွေ့တုံးလေးဆိုတော့ဆရာကြီးလေးစားလို့သီလခံယူရတော့လည်းပဲဟာသူတို့အဝေးကနေတစ်နှစ်မှတစ်ခါလောက်တွေ့ရတဲ့သူတို့သားလေးတွေနဲ့ညနေသာလဲလိုက်တူသွားဆိုင်စားကြမှာပေါ့အဲ့ဒါတွေကြည်ပြီးတော့ပမောက္ခချုပ်ကြီးကဟာကြည်စမ်းငါရှိသီလခံယူပြီးငါကွယ်ရသီလမထိန်မှုဆိုသူလည်းဒီလိုဖြစ်ခဲ့ဘူးတဲ့အဲ့ဒီအခါမှာကောရန္တိယလို့ခေါ်တဲ့ပမောက္ခချုပ်ကြီးရဲ့တပည့်လေးတယောက်ကအခြားတနေရာကနေပြန်လာတောနဲ့ကြီးထဲမှာတပည့်900နဲ့သွားရကနေသူကတယောက်တည်းကြံခဲ့ဘာလို့ကြံခဲ့တယ်လဲမေးကြောက်ခဲလေးတွေကောက်ပြီးတော့အတူတရာနဲ့တဲ့6ကြီးတောင်ထိပ်ကနေကြည့်ရင်တောင်အောက်ကိုမမြင်လောက်တဲ့6ကြီးတဲ့ကိုလက်ကလေးနဲ့ကောက်ပြီးခဲတွေပစ်ချတယ်ဟဲ့ကောရန္တိယပြန်ကြစို့လို့ခေါ်ကြတော့လဲပဲကောရန္တိယကမပြန်သေးဘူးဘာဖြစ်လို့မင်းအဲ့ဒါလုပ်တာလဲဒီမြေကြီးတွေပြည့်သွားအောင်ညီသွားအောင်ငါလုပ်မလို့ဟာအဲ့ဒါနဲ့အခြားကျောင်းသားတွေကခေါ်မရတော့ပြန်သွားတက္ကသိုလ်ရောက်တော့ဆရာကြီးလျှောက်ဆရာကြီး
ကျွန်တော်တို့ပွဲကတော့ပြန်လာပြီလမ်းမှာကောရန်တီယာကြံခဲ့တယ်ဘာလို့ကြံခဲ့တယ်လဲမေဒီလိုပဲလို့ပြောတော့ပေါမောကကျုပ်ဆရာကြီးပါအဲ့ဒီတော်တယ်လိုက်လာပြီငါတပည့်မင်းအဲ့ဒါဘာလို့ဆရာကြီးရဲ့လောကကြီးထဲမှာရှိတဲ့မြေအပြင်ကိုဟောဒီလက်ဝါးပြင်လို့ညီသွားအောင်ကျွန်တော်မျိုးလက်နဲ့ဟောဒီမြေတွေကိုညှိနေတာပါတဲ့ကြောက်ခဲလေးတွေပြစ်ချပြီးမြေညှိနေတာပါငါတပည့်ရတဲ့မင်းအသက်သာကုံရင်ကုံသွားလိမ့်မယ်မြေကတော့ဘယ်နည်းနဲ့မှမညီနိုင်ဘူးလို့ဆရာကြီးကပြောတော့တပည့်ဖြစ်သူကလည်းပြန်ပြောတယ်ဆရာကြီးရဲ့တဲ့လောကကြီးတဲ့ရှိတဲ့မြေတောင်ညီအောင်ညှိလို့မရနိုင်ဘူးဆိုရင်လောကကြီးထဲမှာရှိကြတဲ့လူတွေကိုလည်းဆရာကြီးဖြစ်စေခြင်းနဲ့အတိုင်းအကုန်လုံးသီလရှိဖို့သီလရှိတဲ့လူတွေဖြစ်အောင်လုပ်ဖို့ဆိုတာဘယ်လွယ်ပါမလဲအဲ့တော့တပည့်ပြောစေခြင်းတပည့်ပြောချင်တာကဘာလဲမေးမြေကြီးညှိတာထက်လူညှိတာကပိုခက်တာပေါ့ဆရာကြီးရဲ့ဟာတပည့်ပြောတဲ့စကားတန်ဖို့ရှိလိုက်တာဆိုပြီးတော့တပည့်ရဲ့စကားနဲ့ဆရာအဲ့ဒီမှာအယူဆကောင်းဘက်ကိုပြောင်းခဲ့ဘူးတဲ့ချစ်သားတို့တဲ့မြတ်စွာဘုရားကဟိုတုန်းကတက္ကသိုလ်ရဲ့ပမောက္ခချုပ်ဆရာကြီးဆိုတာအရှင်သာရိပုတ္တရာပဲအဲ့ဒီဆရာကြီးကိုတရားပြတရားရအောင်ကြောက်ခဲလေးတွေပြစ်ချခဲ့တဲ့ကောရန်တိယဆိုတာငါဖရာအလောင်းပဲလို့ဖရာကအဲ့ဒီမှာဇက်ပေါင်းပြီးတော့ပြပါတယ်ဗျာအဲ့ဒါကြောင့်တရားချစ်ခင်သူတော်စင်များအရှင်သာရိပုတ္တရာကြီးဘဝနဲ့ဓမ္မအပိုင်း69မှာနာကြားပြီးတော့ဥဒ္ဒနတွေဓမ္မသိဘာတွေရရှိကြသလဲလို့မေးရင်လောကကြီးထဲမှာမြေညှိတာထက်လူညှိတာကပိုခက်တယ်ဆိုတဲ့ဓမ္မသိရရှိကြပါတယ်ဤကဲ့သို့ဓမ္မသိအလုံးကိုယ်စီရှိပြီးတော့မှမိမိတို့ရဲ့ဘဝခရီးလမ်းဓမ္မနဲ့အညီဖြောင့်တန်းစွာလျှောက်လှမ်းနိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်း